မင်္ဂလာပါ ISP Podcast ကနေကြိုဆိုပါရစေ ISP Podcast မှာ ISP မြန်မာကထုတ်ဝေတဲ့သူတည်တနာစာတမ်းတွေကိုတင်ဆက်ပေးနေပါတယ် ISP ခွန်လန်ကဏ္ဍကစောင်းမတချို့ကိုလည်း Podcast အဖြစ်ရွေးချယ်တင်ဆက်သွားမှာဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့စာမှုရှင် David အောင်ရေးသားထားတဲ့အတိုက်အခန်းကိုလည်းနှိပ်ကိုဤတစ္ဆာခန်းကိုလည်းနှိပ်ကိုဤဆိုတဲ့ ISP ခွန်လန်စောင်းမကိုနားဆင်ပေးကြပါအောင်ရှင်ပထမဆုံးမေးချင်သည်မှာစစ်ဗိုလ်ချုပ်များသည်ကိုယ့်ကိုတစ္ဆာခံသူများကိုပင်နိုင်ငံရေးအရာရှင်းလင်းတုတ်တင်ဖြစ်သလားဆိုသည့်မေးခွန်းပင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ပိတ်ခံရခြင်းသည်အငင်းအခုံများဖြင့်ပွဲဆူသွားခဲ့သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေစစ်တပ်ထောက်ခံသူအဖြစ်ဗတ်ပြောင်းခိုလုံသူဒေါ်သက်သက်ခိုင်သည်စစ်အာဏာသိမ်းအုပ်ချုပ်ရေးကာလတွင်အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့သူဖြစ်သည်အတွင်းစည်းသို့ရောက်ခဲ့သူဟုဆိုနိုင်သည် NLD ထောက်ခံသူများနှင့်တော်လှန်ရေးလမ်းစဉ်ကိုယုံကြည်သူများ၏ပြင်းထန်သောဝေဖန်မှုများကိုခံရလင့်ကစားအပြာရောင်ပါတီဥက္ကဋ္ဌသည်စစ်တပ်ကိုမမိတ်မတုံဆက်လက်ထောက်ခံခဲ့သည်ယခုတော့စိန်ရွှေရတနာလုပ်ငန်းရှင်ကြီးခမနိုင်ငံရေးတွင်အသေးကွဲသွားလေပြီ PPP ပါတီသည်လည်းခေါင်းမပါသောယထာဖြင့်ရွေးကောက်ပွဲခရီးကိုခုံမောင်းရတော့မည်ဖြစ်သည် PPP ထက်အဖြစ်ဆိုးသည်ကအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဖြစ်သည်ရွေးကောက်ပွဲဝင်ဖို့စိုင်းပြင်းနေချိန်တပါတီလုံးဖျက်သိမ်းခံရခြင်းဖြစ်သည် NDF သည်2010ရွေးကောက်ပွဲကိုဝင်ရေးမဝင်ရေး NLD ပါတီအတွင်းသဘောထားကွဲချိန်တွင်ခွဲထွက်ကပါတီသစ်ကိုထူထောင်ပြီးရွေးကောက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည် NLD ကနေစီနီယာခွဲထွက်သူများဟုဆိုနိုင်ပေသည်2021အာဏာသိမ်းပြီးနောက် NLD နဲ့ NDF ဟောင်းများဖြစ်ကြသည့်ဦးခင်မောင်ဆွေနှင့်ဦးသိန်းညွန့်တို့သည်စစ်ကောင်စီဝင်များအဖြစ်စစ်တပ်၏ဦးဆောင်မှုကိုခိုလုံခဲ့ကြပြီးဖြစ်သည်2021အာဏာသိမ်းပြီးနောက်စစ်တပ်နဲ့နီးကပ်သူ NLD အမတ်ဟောင်းဒေါ်စန္ဒာမင်းကလည်း NDF ၏ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးကောက်ပွဲဝင်မည်ဟုကြုံဝါခဲ့သည် NDF အဖြတ်ခံရတော့ဒေါ်စန္ဒာမင်းလည်းအသေးကွဲသည်သို့သောအမြန် move on မေ့ပစ်ပြီးတတိပုဂ္ဂလဝင်ပြိုင်သည်သဘောထားတင်းမာသူဗိုလ်ချုပ်ဟောင်းတန်းစိုးဦးဆောင်သည့်ရွေးကောက်ပွဲကော်မရှင်သည်အထက်ပါနိုင်ငံရေးအရာအငင်းပွားဖွယ်ကိစ္စများကိုဇက်တိုက်ပြုလုပ်ခဲ့ပြီးဥပဒေအရာဟုတေချာပေါက်အကြောင်းပြခဲ့ပါသည်သို့သောရွေးကောက်ပွဲဝင်ခွင့်ပိတ်ခံထားရသူရခိုင်နိုင်ငံရေးသမားဒေါက်တာအေးမောင်ကိုမူအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထောက်ခံချက်ဖြင့်ရွေးကောက်ပွဲဝင်ဖို့ခွင့်ပြုလိုက်ပြန်သည်ဥပဒေနှင့်အမိန့်ကြေညာစာတွေသုံးပြီးရွေးကောက်ပွဲစီးဝိုင်းတွေကလူတွေကိုစီးအပြင်ထုတ်စီးဝိုင်းအပြင်ကလူကိုစီးရဲပြန်သွင်းသည်အကြမ်းဖက်မှုတရိဂံ The Violence Triangle ရပြောရရင်စစ်တပ်ကရေးဆွဲသည့်ဥပဒေများသည်အဖွဲ့အစည်းဆိုင်ရာအကြမ်းဖက်မှု Structural Violence ပင်ဖြစ်သည်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတဖြစ်ခွင့်ပိတ်ပင်ထားသည့်2008ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုံမှန်များစွာတွင်ထိုအချက်ကိုတွေ့ခဲ့ပြီးဖြစ်သည်ဓာတ်ရိုက်အကြမ်းဖက်မှု Direct Violence လို့တနက်ဖြစ်ပြစ်လိုက်သည်မျိုးမဟုတ်ပဲဥပဒေအမိန့်ညွှန်ကြားချက်များဖြင့်ရန်သူကိုတုတ်တင်ရှင်းလင်းခြင်းမျိုးဖြစ်သည်အာဏာသိမ်းခြင်းကိုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီနိုင်ငံတော်တာဝန်များအားလွှဲပြောင်းရယူခြင်းဟုစင်တေကိုစိတ်တရေဖြင့်ဖုံးခြင်းကိစ္စသည်လည်းဤသဘောဆန်သည် NLD ပါတီကိုအလိုအလျောက်ပြက်ပြယ်စေပြီးရွေးကောက်ပွဲဝင်ခွင့်မရအောင်ဥပဒေအသစ်ပြန်ဆွဲခြင်းမျိုးမှာလည်းအလားတူပင်ဖြစ်၏နောက်ထပ်စဉ်းစားစရာတစ်ချက်တွေ့သည်မှာစစ်ကောင်းဆောင်၏ယုံကြည်မှုအချင်းဝဲကျင်းမြောင်းတိုးတောင်းသည့်ကိစ္စဖြစ်သည် NLD ကိုသူမကြိုက်သလို NLD ကိုအာခံပြီးခွဲထွက်လာသူများကိုလည်းသူမကြိုက်သည်လားကိုမိခင်တရင်ကိုပုံကန်လာသူများကိုယုံကြည်ပေးရန်စစ်တပ်ခေါင်းဆောင်တယောက်အနေနဲ့ခက်ခဲနေမည်လားသို့ဆိုရင်ဤလူများကိုအဘဲကြောင့်အာဏာဆက်ဝန်နဲ့ထည့်ခဲ့သည်နည်းဟုမေးရန်ရှိပြန်သည်2021အာဏာသိမ်းပွဲပြီးနောက်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ခန့်အပ်ခွင့်နဲ့ထုတ်ပယ်ခွင့် Power of Appointment and Removal ရှိသူတဦးအနေနဲ့သူ၏တစ်ချိန်ကအတိုက်ခံများကိုအတွင်းစည်းသို့ခေါ်ထားနိုင်ခဲ့သည်လာမည့်ရွေးကောက်ပွဲအလွန်ကာလကထို့သို့မဟုတ်ချေ
ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီးအပေးအယူကိစ္စတွေ positional bargaining ရှိလာမည်ဖြစ်သည်ထို့ကြောင့်သူအယုံကြည်ဆုံးသူများကိုကြိုတင်နေရချထားခြင်းနဲ့အတိုက်အခံဖြစ်လာပွဲရှိသည်တို့ကိုလက်ဦးမှုရယူထားခြင်းဖြစ်နိုင်သည်တပါတီလုံးဖြတ်သိမ်းခံရသည့် NDF သည်တနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်မိပါတီဖြစ်သည်ဥက္ကဋ္ဌအစွဲချိုးခံရသည့် PPP ပါတီသည်လည်းတနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်နိုင်မည့်ပါတီပင်ဖြစ်သည်တနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်မည့်ပါတီများ၏ရွေးချက်မှာလက်တွေ့နိုင်ငံရေးအရအာဏာရပါတီဖြစ်ရန်စ조사အားထုတ်ကြခြင်းဖြစ်သည်သို့ဆိုလျှင်ယင်းမှာသမ္မတအိမ်မက်ရှိသည့်စစ်ကောင်းဆောင်နှင့်ထိတ်တိုက်တွေ့ခြင်းဖြစ်သည်ဒေါ်သက်သက်ခိုင်ကိုဥချိုးပြလိုက်ခြင်းဖြင့်ကြံရွေးကောက်ပွဲဝင်အမတ်လောင်းများသည်ကိုရှိန်တက်သွားကြသည်ဒေါ်သက်သက်ခိုင်သည်လည်းရွေးကောက်ပွဲဝင်ရဖို့သူ့အတွက်မြည်မြအရေးကြီးကြောင်းထုတ်ပြောခဲ့ပြီးနောက်ဆုံးကောက်ရိုးတမြင်ဖြင့်ညှော်လင့်ချက်ထားနေသည်စစ်ကောင်းဆောင်တဦးသည်သူ၏အတိုက်အခံရန်သူဟုသဘောထားလျင်တောင်ကုန်းတစ်ခုကိုသိမ်းယူသလိုလက်ဦးမှုရယူမိတာဖြစ်သည်နိုင်ငံရေးကျင့်ဝတ်သိက္ခာအရစဉ်းစားလိမ့်မည်မဟုတ်ချေကျွန်တော်ပါမစို့လှုပ်ရဲတယ်ဆိုသည့်စကားမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အာဏာသိမ်းဖို့ကြိုတင်လေသံပစ်ခဲ့သောစကားဖြစ်သည်ပထမဆုံးဝါကြတွင်မေးထားသောမေးခွန်း၏အဖြေလည်းဖြစ်သည်အာဏာရှင်ဆိုသည်မှာအတိုက်အခန်းကိုလည်းနှိပ်ကို၏တစ္ဆာခံကိုလည်းနှိပ်ကို၏ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်သည်အခြေအနေတွေဖန်တီးပိုင်ခွင့်ကိုသူ့လက်ထဲတွင်သာအလုံးစုံထားခြင်းသူဖြစ်သည်ကိုမမေ့သင့်ပေဒါကတော့စာမှုရှင်ဒေးဗစ်အောင်ရဲ့ကောလန်ဆောင်းပါးကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ISP ကောလန်ကိုစာမှုတွေပေးပို့နိုင်ပါတယ်။စာမှုပေးပို့ရန်လမ်းညွှန်ချက်ကို ispmyanmar.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ISP Podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။